ညီမလေးကိုရောင်းဖို့ဆိုတော့ခြံသားကကိုဘယ်သူမှမရောင်းညီမလေးကတိတက်ခြံသားဘာဖြစ်လို့ဆိုတော့ကိုရဲ့စိန်နာတော့ကွာညီမလေးရစေတယ်လို့ပြအဲ့ဒီကလေနမငယ်ကျဲပေါက်တယ်ဘိုးဘမှပြောပြဘလောက်တော့ဘိုးဘပိုင်လဲဆိုတော့ဒီမင်းလုံးမင်းတရားရေးတစ်ချက်ကြီးအကွဲညီမလေးရဲ့ အဲ့ဒါကြောင့်မနက်စိတ်ချတာညီမလေးအညံလာခဲ့နော်ညီမလေးရတယ်ဒီလိုညံလာခဲ့ကိုယောဂမှာစောင့်နေတယ်နော်ညီမလေးကလည်းကိုလိုက်ကြောက်နေကြနော်ညီမလေးဟုတ်ကဲ့ပါဟုတ်ကဲ့ဆုံးမယ်။ဆုံးမယ်နာလေးကလေမြေခွက်မျိုးစားရဘာမြေမျိုးစားလဲရှင် မြေကွက်မျိုးစားတော့ဟိုနဲ့မင်းတုံးမင်းလက်ထက်ရတယ် ။ဟုတ်ကဲ့ဟုတ် တားစင်ကြီးဆက်ပိုင်ဆိုင်လာတဲ့ဘိုးဘပိုင်ဘိုးဘပိုင်နော် ။အဲ့ဆိုလို့ရှိရင်လေကိုဈေးနှုန်းလေးရရော စီလုံးလေးကငါအကိုရဲ့9000ကတော့များတယ်။နည်းနည်းကျန်းတာပေါ့လေ4000လောက်ထားပေးပါလား 4000တော့မလုပ်နဲ့ညီမလေးကအဲ့ဒီမြေပန်ရှင်အကိုရဲ့တကယ်ချင်းအမတန်ချင်းနေတာအဲ့ဒါကြောင့်မို့လေကိုကျိုးစော်ကောင်းတာမယူထားဘူးဒီလိုလုပ်ပါလားညီမလေးပြောတဲ့4000လည်းမဟုတ်ဘူးအကိုပြောတဲ့9000လည်းမဟုတ်ကြားချပြီးတော့ညီမလေး4500ပေးလိုက် ဟုတ်တယ်4500ဆိုတင့်တယ်နော်4500ဆိုတာညီမလေးဖို့ဒါအပန်းမကြည့်ပါဘူးညီဆိုတာဇာတို့နော်1000ရင်းရင်တစ်နှစ်ကို2ဆ2000 3နှစ်ဆိုရင်3000သူကဇာတို့တက်သွားတယ်နော်ညီမလေးအဲ့ကွက်ယူထားတင်တယ်အဲ့ကွက်ညီမလေးတော့ရွှေပဲ ဟုတ်တယ်ညီမလေးကလေဖုံးဆက်ထဲကအဲ့ဒီကွက်ကိုဝယ်ချထားတယ်ဒီကြားထဲမှာနော်ညီမလေးအခုမလာခင်ကြားထဲမှာနော်အများကြီးပဲဖုံးဆက်တာအဲ့ဒီကွက်ကြည့်ကျင်လို့ဆိုပြီးတော့အဲ့ကိုမဆက်ဘူးကိုတို့ကဘာလဲဆိုတော့ညီမလေးဆက်ထားပြီးဆိုညီမလေးကိုပြပါတယ်အဲ့ဂရီပေါ့အဲ့ဂရီကိုတို့ကဂရီနဲ့လို့စားနော် နမတက်မခံဘူး အဲ့ဒါကြောင့်ဂရီပြမကောင်းညီမလေးနဲ့ဒါညီမလေးလိုက်ပြတယ်ယူပြတယ်မယူတဲ့ထားပေါ့နော်တကယ်လို့မယူပြုတ်ဆိုမှတကူကနောက်တစ်ယောက်ပြအဲ့ဂရီအဲ့လိုပုံစံမျိုးလေတကယ်တော့ညီမလေးနဲ့ထိုက်လို့ဖြစ်လာ ညီမလေးကိုရင်ဦးစားပေး ရင်ဦးစားပေးတာတကယ်ယူတင်တာကွနော်ညီမလေး ။အဲ့ဆိုလို့ရှိရင်ညီမတို့မြေခွက်သွားကြည့်လိုက်မယ်လေ။မြေခွက်ကြည့်ပြီးတော့မှပဲထပ်ပြီးတော့ပြောကြတာပေါ့ အဲ့ကောင်းတာဗောဟုတ်တယ်ညီမလေးတဲ့စိတ်ချမ်းသာပါ ။ဟုတ်ကဲ့ရှင်ဟုတ်။ ဒီကစီစီစဉ်လိုက်နော် ဟုတ်ကဲ့ရှင်ဟုတ် ဒီကွက်ပဲ ။ဟာဒါကြီးလောက်ကိုရဲ့ ဘာဖြစ်လို့လဲဘယ်လို ဘိုးဘွားပိုင်မြေဆိုတာ ဟုတ်တယ်လေဟိုမင်းနှုံးမင်းလက်ထက်ကမြေလေ အကိုကညီမပြန်စဉ်းစားလိုက်ပါဦးမယ် ဟုတ်ညဒီလိုလွတ်လဲပါဟိုဟာရောက်လက်စားနေမထူးတော့ပါဘူး4500မပေးနဲ့တော့4000နဲ့300ပဲပေးလိုက်တော့ညီလေးရေသေးနော်တစ်နှစ်ကို1000ရင်း1000မြတ်မယ်နော်တစ်နှစ်ဆို1000နှစ်နှစ်ဆို2000အဲ3နှစ်ဆိုရင်3000သူကဇာတို့လို့ဟိုညီမလေးယူထားသေးတယ်နော် ဟုတ်တယ်ညီမလေး နဲ့ထိုင်လို့ရတာယူထားသေးတယ်4300တဲ့ယူထားလိုက်ရော ဘာလို့ဆိုဟိုမြေကြီးတွေပါတော့ဖို့ထားပြီးပါပြီအားလုံးအစင်သင့်ပဲနော်ညီမလေးတဲ့ကွက်ကြံဖြစ်မှာ ကဲအဲ့ဆိုလို့ရှိရင်လည်းယူထားလိုက်ပါမယ်အကိုရဲ့နော် အဲ့ဒါရောင်းဝယ်ပြေပေါ့ အော်ရောင်းရဖြစ်သွားပြီဗော ညီမလေးနေထဲမှာသားစကားပြော ဟုတ်ဒါဆိုမင်္ဂလာဖြစ်သွားပြီပေါ့နော်ဟောငွေရောက်ရှိပါပြီတဲ့ ဟုတ် အဲ့ဆိုရင်ဒီကွက်နဲ့ပတ်သက်ပြီးတော့ကိုကြီးစိုးအောင်လို့ကြီးညာလိုက်တော့မယ်နော် ညာလို့ရပါပြီ ညီမလေးကျေးဇူးတင်တယ်နော်ဒီကွက်နဲ့ပတ်သက်ပြီးညီမလေးကြီးပွားပါစေချမ်းသာပါစေဗျာစားတပိုးတိုးတက်ပါစေဗျာတိုးတက်ပါစေဗျာ